မှာကျမ်းစာတစ်ချက်ကိုဖတ်ပြီးတော့မှကျွန်တော်တို့ဆင်ခြင်ရအောင်ရာဇဝင်ကျုပ်ဒုတိယစာဆောင်အခန်းကြီး26အခန်းငယ်9မှာဖြစ်ပါတယ်ဘုရားသခင်ဗျာဒိတ်ယူပါယုံကိုနားလေသောဇာဂရိလက်ထက်၌ဩစီမင်းသည်ဘုရားသခင်ကိုစီကပ်၏ထာဝရဘုရားကိုစီကပ်သောကာလပတ်လုံးဘုရားသခင်သည်အကြံထမြောက်ရသောအခွင့်ကိုပေးတော်မူ၏နှုတ်ကပတ်တော်ကိုဘုရားသခင်ကောင်းချီးပေးပါစေဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့ဘဝအသက်တာထဲမှာဆင်ခြင်စရာသတိထားစရာအကြောင်းအရာရှိပါတယ်ဗျာဒိတ်ယူပါယုံကိုနားလေတော်သူထိုသူနဲ့အတူဘုရားကိုစီကပ်ခြင်းဟာနှုတ်ကပတ်တော်ကြည့်တဲ့အခါမှာထိုစီကပ်သမျှသောကာလပတ်လုံးဘုရားသခင်ကအကြံထမြောက်ရသောအခွင့်ကိုပေးတယ်နှုတ်ကပတ်တော်မှာပေါ်ပြပါတယ်2026ခုနှစ်ရဲ့ကောင်းချီးမင်္ဂလာခံစားရတဲ့နေ့ရက်တွေအထူးသဖြင့်ဘုရားသခင်ကျွန်တော်တို့ကိုအသုံးပြုမဲ့ကာလတွေအတွက်ကျွန်တော်တို့ပြင်ဆင်ရမယ့်အရာရှိပါတယ်ဒါကတော့ဗျာဒိတ်ယူပါယုံလို့ခေါ်တဲ့နှုတ်ကပတ်တော်ကိုသေချာသိရှိနားလည်ပြီးအသက်ရှင်သွားလာဖို့အရေးကြီးပါတယ်နှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ຢာတွေကိုကျွန်တော်သွားလာတဲ့အခါမှာစိတ်ခံစားချက်ထက် emotional life ကိုသွားလာချက်တကယ်ကိုနည်းနည်းခံယူချက်နဲ့အသက်ရှင်ခြင်းကကောင်းချီးလို့ဖြစ်စေပါတယ်ဒီနှစ်လေးမှာပြောထားသလဲဆိုလူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍တမန်တရားကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိတယ်။နောက်ဘုရားရဲ့အလိုတော်ကဘာလဲလို့ပြောလို့ရှိရင်ကယ်တင်ခြင်းရှိရမယ်ပြီးရင်တမန်တရားသိရမယ်။ဗျာဒိတ်ယူပါယုံကိုနားလည်တော်သူဖြစ်ရမယ်။စိတ်ခံစားချက်တွေနောက်မလိုက်ပဲဘုရားသခင်ရဲ့ဗျာဒိတ်ယူပါယုံနောက်ကလိုက်ပြီးသက်ရှင်ခဲ့မှာဆိုတင်နေလေအကြံထောက်ရောက်တော်ဘုရားခင်ပေးပါလိမ့်မယ်။ရောက်စီတိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ။